ဥယောင်ငန်းဖျားတိုက်ဖိုက်ယောဂဘာကြောင့်မလို့ဖြစ်တာလဲဆိုလို့ရှိရင်ဆာမိုနယ်လာတိုက်ဖီဒါမှမဟုတ်လို့ရှိရင်ဆာမိုနယ်လာပါလာတိုက်ဖီဘက်တီးရီးယားပိုးပါနေတဲ့ရေနဲ့အစားတောက်ကနေတစ်ဆင့်ကူးစက်ခံရတာပါယောဂလက္ခဏာတွေကကြတော့ပထမတစ်ပတ်မှာရက်ရှည်အဖျားကြီးလာမယ်အစပိုင်းမှာအဖျားငုံငွေလေးရနေတဖြည်းဖြည်းအဖျားကြီးလာမယ်ကိုပူချိန်တိုင်းတဲ့အခါမှာ103-104 degree Fahrenheit အထိအဖျားကြီးတာကိုတွေ့ရမယ်ပင်မနှွမ်းနေလာမယ်မအိမတာတွေဖြစ်လာမယ်ချောင်းဆိုးလာမယ်ကောင်းကိုက်လာမယ်နှလုံးခုန်လုံးတွေနေလာမယ်ပိုက်အောင်နာပိုက်နာတာတွေဖြစ်လာမယ်ဝမ်းလျှောတာဒါမှမဟုတ်ဝမ်းချုပ်တာတွေဖြစ်နိုင်ပါတယ်ဒါကပထမတစ်ပတ်အတွင်းမှာဖြစ်နေတဲ့လက္ခဏာတွေပါဒုတိယပတ်မှာရင်ပတ်နဲ့ပိုက်ပေါ်မှာအနီရောင်အဆက်တွေထွက်ပေါ်လာမယ်စမ်းကြည့်တဲ့အခါမှာဆိုရင်အသေးတွေကြီးလာမယ်ပေလုံးတွေကြီးလာမယ်လူကတော့ပိုပြီးတော့မိန်လာတာကိုတွေ့ရမှာပါတတိယပတ်ကတော့နောက်ဆက်တွဲစူးကျိုးတွေဖြစ်တဲ့အပတ်ပဲဖြစ်တဲ့အတွက်ကြောင့်မလို့အရင်ကြည့်ဆိုင်ရမှာဖြစ်တယ်။ဥကနေတွေးယူစိတ်နာတွေဥပေါက်တာတွေဖြစ်တတ်ပြီးတော့တွေးစိတ်တက်တာတွေဖြစ်နိုင်တယ်။နှလုံးကြွက်တာတွေရောင်ရမ်းပြီးတော့နှလုံးအဆုရှင်တွေရောင်ရမ်းတာတွေဖြစ်နိုင်တယ်။အဆုပ်အတွင်းလေးကိုပိုးဝင်ပြီးတော့နမိုနီးယားတွေအဆုပ်ရောင်တာတွေဖြစ်နိုင်တယ်။အုံနောက်ကိုပိုးရောက်ပြီးတော့အုံနောက်ရောင်တာတွေနောက်ဆက်တွဲပြဿနာတွေကတော့အသက်အန္တရာယ်ရှိတဲ့အထိဆိုးရွားနိုင်ပါတယ်။ကုသနည်းတွေကကြတော့အရေးများများတောက်ခိုင်းပါဥယောင်တဲ့အတွက်ကြောင့်မလို့ပျော့ပြောင်းပြီးတော့ချီရတဲ့အစာကိုပဲချွေးပေးပါဆရာဝန်ညွှန်ကြားထားတဲ့ပိုးသက်စီကိုရက်ပြည့်တဲ့အထိတောက်ဖို့ရင်အရင်ကြီးကြီးတယ်စီတောက်ပြီးတဲ့အခါမှာရက်အနည်းငယ်အခြားတဲ့အခါမှာကလေးရစပြီးတော့တက်တာလာမယ်တစ်ပတ်ဆက်ရက်အတွင်းမှာလက္ခဏာတွေအားလုံးတက်တာလာတော့တွေ့ရမှာပါယောဂလက္ခဏာတွေပြင်းထန်လာပြီးတော့နောက်ဆက်တွဲပြဿနာတွေရှိလာမယ်ဆိုလို့ရှိရင်တော့စီယုံတက်ပြီးတော့ကုသမှုခံယူရမှာဖြစ်တယ်ဥယောင်ငန်းဖျားအတွက်ကာကွယ်ဆေးရှိသလားဆိုရှိပါတယ်အသက်6လနဲ့အထက်မှာစပြီးတော့ထိုးပေးပါတစ်ချိန်ပဲထိုးဖို့ရင်လိုအပ်တယ်ဒါပေမဲ့ကာကွယ်ဆေးကတော့ယောဂကို100%ကာကွယ်မယ်လို့တော့မဆိုလိုပါဘူး